နေကောင်းကြမှာကြပါလားခင်ဗျာခြေတစ်ခေါက်ကဗီဒီယိုမှာဘယနာမေဒီယာကြီးအကြောင်းကိုပြောပြပြီးသွားပြီဆိုတော့အခုတစ်ခါမှာသူ့ရဲ့သားတော်နန္ဒဘယင်ရဲ့အကြောင်းကိုဆက်လက်တင်ပြပေးပါရစေခင်ဗျဟုံစာဝတီဇလန်တွဲထဲမှာတော့နန္ဒဘယင်ကအဓိကဗီလိန်ဇက်ကောင်ဖြစ်ပေမဲ့တကယ်ရာဇဝင်ထဲမှာတော့အခုလိုသိုးသွမ်းတဲ့ဇယိုက်လက္ခဏာရှိခဲ့တာလားဆိုတာလေ့လာကြည့်ရအောင်ဗျကျွန်တော်ရဲ့အမြင်ကိုမပြောခင်နန္ဒဘယင်ရဲ့အထောက်ပတိကိုအကြံဖြင့်လေ့လာကြည့်ပါမယ်နန္ဒဘုရင်ရဲ့ငယ်နာမည်ကဇေယတိဟဖြစ်ပြီးခမည်းတော်ဘုရင်နောင်နဲ့မဲတော်ခင်ခင်ကြီးတို့မှနိုဝင်ဘာလ9ရက်1535ခုနှစ်မြန်မာတက္ကရာ898ခုတစားမုံလပြည့်အင်္ဂါနေ့မှာဖွားမြင်တော်မူခဲ့ပါတယ်။ဗရကဘာ၌ပွင့်တော်မူသောဖျားငါးသူကိုချွေစဉ်ရုပ်သွင်း၍ပူဇော်ခဲ့သောကြောင့်ငါးစုဒါယကမင်းဟုလည်းခေါ်ကြပါတယ်။မင်းသားငယ်ဘဝကလေးကဦးကြီးတော်တပင်ရွှေကြီးနှင့်ခမဲတော်ဘုရင်နောင်တို့ရဲ့မြို့သိမ်းတိုက်ပွဲတွေနဲ့ယူရီးယားထိချီတက်လိုက်ပါတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီအကြောင်းကိုဇလန်တွဲထဲမှာနန္ဒဘုရင်ရဲ့ပြောစကားတွေနဲ့ပြသွားတာကိုအားလုံးသတိထားမိမှာပါ။ဘုရင်နောင်ဖုံးတကူထွားတာကြီးမားတဲ့အင်ပါယာကြီးကိုထူထောင်နိုင်ခဲ့တာဟာနန္ဒဘုရင်ရဲ့အကျိုးသားအထောက်ပေးခဲ့တာတွေကြောင့်လို့လည်းဆိုလို့ရနိုင်ပါတယ်။နန္ဒဘုရင်ကဘုရင်နောင်အတွက်အားကိုးရတဲ့သားတော်ဖြစ်ပြီးခဲ့ပေမဲ့နန္ဒဘုရင်အတွက်တော့မင်းကြီးစွာကအားကိုးရတဲ့သားတော်မဖြစ်ခဲ့ပါဘူး။ဇလန်ထဲမှာနန္ဒဘုရင်ကသားတော်မင်းကြီးစွာအပေါ်အားမရမှုတော်စေတက်စီလိုမှုတွေနဲ့နန်ရဲဆောင်ကိုသားတော်နဲ့ရှင်ပြီးဘုံတိမှုစတာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။လက်တွေ့ကြကြစဉ်းစားကြည့်ရင်တော့မိဘတယောက်အနေနဲ့သားသမီးအပေါ်သူတကာတို့ထက်ပိုတက်စေခြင်းနဲ့လောဘရှိတယ်ဆိုတာဖြစ်နိုင်ပါတယ်။နန်းတော်ကြီးဟာအပြင်ပိုင်းကသာရွှေရံတော်ဝင်းဝင်းနဲ့လှပနေပေမဲ့အတွင်းပိုင်းမှာကဩဇာအာဏာအတွက်သွေးသားရင်းရှာတွေနေရာလူကြတဲ့စစ်တလင်းကြီးတစ်ခုပါပဲ။ဒီတော့နန္ဒဘုရင်ကအနာဂတ်မှာဘုရင်ဖြစ်လာမဲ့သားတော်အတွက်ခလုတ်ကသင်းဖြစ်လာနိုင်တဲ့နရဲဆွမ်းကိုမလိုမုန်းထားတဲ့သဘောရှိတယ်ဆိုတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့သားတော်ကနန္ဒဘုရင်မျှော်လင့်ထားသလိုအရေးအရှင်းပြေဝတဲ့ဥပရာသာတစ်ပါးဖြစ်မလာခဲ့ပါဘူး။နန္ဒဘုရင်လက်ထက်မှာယူရီးယားတွေကဘုရင်တော်မရှိတော့တဲ့အတွက်ပုံကံထားကြွလာခဲ့ကြပါတယ်။နန္ဒဘုရင်ကဖခင်အတွက်နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ပေမဲ့ဥဆောင်မှုအပိုင်းမှာတော့အားနည်းတယ်လို့ဆိုရမှာပါ။ပုံကံမှုကို9ချိန်တိတိတိုက်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးချိန်မှာသားတော်မင်းကြီးစွာကယူရီးယားမင်းဗျနရစ်နဲ့ဆင်စည်းချင်းထိုးမိပြုစဉ်မှာစိန်ပြောင်းကြည်တင်၍နတ်ရွာဆန်ခဲ့ပါတယ်။ဒါအားကြောင့်နန္ဒဘုရင်ကဆောက်တည်ရမရထိမရသူ၏ဒေါသဖြစ်ခါအလွန်ကြမ်းတမ်းတဲ့ဘုရင်ဆိုးအဖြစ်ပြောင်းလဲသွားတာကိုဇလန်တွဲထဲမှာမြင်တွေ့ကြရပါတယ်။ကျွန်တော်လည်းဒီဇက်ကွက်ကိုကြည့်နေရင်ယူရီးယားသမိုင်းတွေတဲကလို့မင်းသမီးစုပန်ကလယာကိုများဒေါသနဲ့ကွက်မြတ်မယ်လို့ထင်မိခဲ့ပါတယ်။ဒီလိုသာပြပေးမယ်ဆိုရင်နန္ဒဘုရင်ရဲ့ပုံစံကပိုပြီးကြမ်းတမ်းသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဇလန်ဖန်တီးသူတွေကသူတို့သမိုင်းကိုအလွဲခံပြီးနန္ဒဘုရင်ရဲ့အရက်ဆက်ဆုံးပုံစံကိုမပြသွားခဲ့ပါဘူး။မြန်မာရာဇဝင်တွေမှာတော့နန္ဒဘုရင်ကစုပန်ကလယာကိုဒီလိုမလုပ်ခဲ့ပါဘူး။နန္ဒဘုရင်ကိုအဆိုးဆုံးထိရက်ဆက်တဲ့ပုံစံကိုမပြတာကလည်းမြန်မာထိုင်းနှစ်ဦးနှစ်ဖက်မျှတတဲ့သမိုင်းအနေအထားကိုချပြသွားတာလို့ထင်ပါတယ်ဗျ။နန္ဒဘုရင်ဆိုးရွားစွာပြုလုပ်ခဲ့တဲ့တခြားလုပ်ရက်တွေကိုတော့ဇလန်တွဲထဲမှာပြသွားတာဖြစ်လို့မကြည့်ရသေးရင်ဟုံစာဝတီနောက်ဆုံးစီခြင်းတိုက်ပွဲကိုကြည့်ဖို့တိုက်တွန်းပါတယ်ဗျ။ဟန်တာဝတီသမိုင်းနဲ့ပတ်သက်လို့တခြားပုဂ္ဂိုလ်တွေကိုလည်းဆက်ပြပြပေးသွားအောင်မှာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်ဗျ။